ဒီကနေ့အိမ်ဆိုတာကလေးတွေရဲ့ပျော်ရွှင်ရာဆုံးကိုယ်ပိုင်ကြောင်းဖြစ်တဲ့ပါတယ်ဆိုတဲ့အကြောင်းအရာကိုပြောပြချင်ပါတယ်။အကြောင်းအရာကိုအဆုံးထိနားထောင်ပေးဖို့ရန်လည်းတောင်းဆိုချင်ပါတယ်။ကျွန်တော်ကတော့မုံပြီပါ။ YouTube Channel မှာလည်းအမျိုးမျိုးသောအကြောင်းအရာတွေပေါင်းပြီးတင်ထားတာရှိပါတယ်။ ကလေးတယောက်ရဲ့ဘဝမှာပထမဆုံးသောဆရာဟာမိဘဖြစ်တယ်လို့ပထမဆုံးသောကျောင်းဟာလည်းအိမ်ပဲဖြစ်ပါတယ်။ကလေးတွေရဲ့စိတ်ဓာတ်နဲ့အနာဂတ်ကိုပုံဖော်ပေးမယ့်နေရာဟာစာသင်ကျောင်းတွေထက်မိမိတို့ရဲ့အိမ်ကသာအဓိကကျပါတယ်။ကလေးတွေမိမိအိမ်မှာပျော်ရွှင်စွာသင်ယူနိုင်ဖို့နဲ့ဘဝအတွက်လိုအပ်တဲ့စည်းကမ်းတွေကိုအိမ်ကနေစတင်ပုံဖော်ပေးဖို့ဘာကြောင့်အရေးကြီးတယ်လဲ။အိမ်ဟာစိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးရာအရာ။ကလေးတယောက်ဟာကြောက်ရွံ့နေရတဲ့ဝန်းကျင်မှာဘာကိုမှကောင်းကောင်းမသင်ယူနိုင်ပါဘူး။အိမ်ဟာကလေးအတွက်လုံခြုံတဲ့နေရာဖြစ်နေဖို့လိုအပ်ပါတယ်။အမှားလုံးမိရင်တောင်အော်ဟစ်ကျိမ်းမောင်းခံရမယ့်အစားဒါကိုဘလို့ပြန်ပြင်မလဲဆိုတဲ့သင်ခန်းစာကိုနှွေးနှွေးထွေးထွေးပေးနိုင်တဲ့နေရာဖြစ်တင်ပါတယ်။စီကန်းဆိုတာအိမ်ကစတော့ဘဝအခြေခံအုတ်မြစ်ကလေးတွေပေါ်စီကန်းလို့ပြောလိုက်ရင်ချုပ်ချယ်မှုလို့မထင်ပဲမိမိကိုယ်ကိုထိန်းချောင်းနိုင်စွမ်းရှိအောင်လေ့ကျင့်ပေးတာမျိုးချင်းဖြစ်တဲ့ဆိုတာကလေးတွေကိုယ်တိုင်နားလည်အောင်သင်ပြပေးဖို့အရေးကြီးပါတယ်။ဒီနေရာမှာတတိထားရမှာကကလေးကိုချစ်တဲ့စိတ်နဲ့ဘာမှမပြောသူပြောနေရင်ပြီးတာပဲဆိုပြီးဂရုမစိုက်ပဲနေလို့မရပါဘူး။အဲ့ဒါကကလေးကိုချစ်တာမဟုတ်ပဲကလေးဘဝကိုတမင်တကာဖျက်ဆီးနေတာနဲ့အတူတူပါပဲ။ဒါကြောင့်အသက်အရွယ်အလိုက်ပျော်ရွှင်မှုနဲ့သင်ယူမှုကိုပေါင်းစပ်ခြင်းကလေးတွေဟာကစားရင်းနဲ့သင်ယူရတာကိုအကြိုက်ဆုံးပါ။အိမ်မှာရှိတဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပျော်စရာဂိမ်းတစ်ခုလိုဖန်တီးပေးခြင်းဖြင့်ကလေးတွေဟာမပင်ပန်းပဲဗဟုသုတတွေရရှိနိုင်ပါတယ်။ဥပမာဟင်းချိုက်ရာမှာကူညီခိုင်းရင်ဟင်းသီးဟင်းရွက်နာမည်တွေကိုတင်ပေးတာမျိုးအယောင်တွေကိုခွဲခြားခိုင်းတာမျိုးဟာသူတို့အတွက်အကောင်းဆုံးသောလက်တွေ့သင်ခန်းစာတွေပါပဲ။စံပြဆရာကမိဘသာဖြစ်ပါတယ်။ကလေးတွေဟာစကားပြောတာထက်မြင်တွေ့ရတာကိုပိုပြီးအတူယူတတ်ကြပါတယ်။အိမ်ဆိုတဲ့ကိုယ်ပိုင်ကျောင်းမှာမိဘတွေဟာအရေးကြီးဆုံးစံပြပြဋ္ဌာန်းစာအုပ်တွေဖြစ်ပါတယ်။မိဘတွေကစီကံရှိရင်မိဘတွေကစာဖတ်ရင်မိဘတွေကတယောက်နဲ့တယောက်လေးလေးစားစားဆက်ဆံရင်ကလေးတွေဟာအလိုအလျောက်အဲ့ဒီအတိုင်းဖြစ်လာပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူတို့လေးတွေကမြင်တာကြားတာကနေတဆင့်သင်ယူတတ်တဲ့အရွယ်ဖြစ်နေလို့ပါ။ကျောင်းကဆရာဆရာမတွေကိုအားမကိုးပါနဲ့။စာသင်ကျောင်းကဆရာဆရာမတွေကိုသင်တို့ကလေးတွေလိမ်မအောင်စာပေတွေတက်လာအောင်အရေးချင်းရှိလာအောင်ဖန်တီးပေးလမ်းညွန်ပေးဆုံးမပေးနိုင်လိမ့်မယ်လို့လုံးဝယုံကြည်ပြီးအားမကိုးပါနဲ့။ဘာလို့လဲဆိုတော့မိမိတို့ရဲ့သားသမီးတွေဟာအဲ့ဒီဆရာဆရာမတွေရဲ့သားသမီးမဟုတ်လို့ပါပဲ။မိမိသားသမီးနည်းနည်းလေးကိုတောင်စနစ်တကျပြုစုပြောထောင်ဖို့ခက်ခဲနေရင်စာသင်ခန်းတွေကကလေးတွေအများကြီးဆိုပိုတောင်ခက်ခဲမှာပါ။အဓိကပြောချင်တာကတော့မိမိရဲ့သားသမီးလေးတွေရဲ့အနာဂတ်ဘဝခရီးကိုပေါ့လေးတွေးပြီးငါသူတို့ကိုကြောင်းအကောင်းစားထားပေးတာပဲ။မုတ်ဖိုးတွေလုံလုံလောက်လောက်ပေးတာပဲ။ဘာလိုအပ်သေးလို့လဲလို့မတွေးမိပါစေနဲ့။မိဘတွေရဲ့စေတနာမေတ္တာတွေကိုသားသမီးတွေမြင်သာအောင်အနီးကပ်နေပေးဖို့လည်းအရေးကြီးပါတယ်။အိမ်ဆိုတာအိတ်ဆက်နားခိုဖို့နေရာတစ်ခုတည်းမဟုတ်ပါဘူး။ကလေးတယောက်ရဲ့စရိုက်လက္ခဏာကိုထူးစစ်ပုံဖော်ပေးတဲ့ဘဝကျောင်းတော်တစ်ခုဖြစ်ပါတယ်။ပျော်ရွှင်မှုတွေနဲ့တိဆောက်ထားတဲ့အိမ်ချစ်ချင်းမြတ်တာပါတဲ့စီကန်းတွေနဲ့ပြို့ထောင်ထားတဲ့အိမ်ကနေထွက်လာတဲ့ကလေးဟာဘလို့အခက်အခဲမျိုးကိုမဆိုကြံ့ကြံ့ခံနိုင်တဲ့အားမှန်တွေရှိနေမှာအသေးချပါပဲ။ဒါကြောင့်တင့်ကလေးရဲ့အနာဂတ်အတွက်အကောင်းဆုံးကျောင်းကိုရှာနေတယ်ဆိုရင် private school လည်းမဟုတ်ဘူး international school လည်းမဟုတ်ဘူး။အဲ့ဒါကတော့မိမိရဲ့အိမ်ကိုပျော်ရွှင်စရာအကောင်းဆုံးကိုယ်ပိုင်ကျောင်းလေးဖြစ်အောင်ဒီနေ့ပဲစတင်ဖန်တီးဖို့တာအရေးကြီးဆုံးပါပဲ။အဆုံးထိတိုင်းနားဆင်ပြီးလို့အထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။နောက်များမှာလည်းဆက်လက်ပြီးစ조사နေအောင်ပါမို့ဆက်ပြီးအားပေးပြီးနားထောင်ပြီးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။အားလုံးပဲဖျားသခင်ကောင်းကြီးပေးပါစေ။ကျွန်တော်ကတော့မုံပြီပါ။